လာပြီရေလိုက်ခတ်တာလားဩရေရင်းရေအိုးနဲ့လာပါတယ်ဆိုမှရေမခတ်ပဲနဲ့ဘာလို့ရမှာလဲတော့ဟောဟုတ်တာပဲအိုးကောင်းတယ်နော်ဂျန်ရဲ့အိုးကမူလာလာဟာပဲတော်ရုံနဲ့မကွဲဘူးဟောဒါဆိုအကြိုက်သုံးလို့ရတာဗောအတားကိုကြိုက်တာဟုတ်ပြီဘယ်အိုးပြောอ่ะဟိုရေဦးလေရေဦးပြောပါလေကျန်လေးတို့ကလည်းခုချိန်ကြီးမလာသေးပါလားကျန်ဒီလာမှာနော်တိတ်မြပြောတယ်တိတ်မြနဲ့ငါလည်းစကားပြောပြီးသွားပြီလားတိတ်မြနဲ့သူကျန်ဒီပါလာမှာသူ့မိတော်ကိုကြီးကစိတ်ချမှာလေကွာတစ်ချက်ကိုနှစ်ချက်ပြတယ်အဲ့ဒါဩဟမ်စင်ပြူတော့မိပြီးကြံစုပ်နေဆိုငါအခုမှပဲသဘောပေါက်တော့ဘာရဆုတ်တာဟုတ်ဟေးဘာပြောတာကြံထည့်တော့ဟဲ့ဟာလေကျန်ရည်တိုင်းလေပြောဖို့အတွက်လေဟိုဝိထုစာအုပ်ထဲကဒီစကားတွေချက်ပြီးသွားရစိတ်ချသမားငါအကုန်လုံးချက်ပြီးဒီတစ်ခါတော့လေရန်လေးဖုတ်ကနေကိုပြူကြစေရမယ်ကြိုက်တယ်ဟာလာပြီငါတေးရောက်ပါတော့ရမယ်နော်မင်းကကျန်ရည်ကိုဝါလိုက်တော့ဝိုက်ပြီငါအပီကိုဝိုက်ပြီရောငါတဖြည်းဖြည်းနဲ့ကြောက်လာပြီကွာဖြစ်ပါမလားယောက်ျားပဲကွာဖြစ်ပါလေကွာအလုံးတော့ပါရိုက်ခံအောင်ပဲဝမ်းသာတရားပဲဩနမမရှိနဲ့ဘာလို့လျှောက်ပြောနေတာလဲနန်းလို့မရိုက်ခံမဟုတ်လုံးလိုက်သိကြပြီစိတ်ညနေနဲ့ငါနဲ့စကားပြောမလို့ကျန်ရဲ့ဒီကရေတော့ခက်လိုက်ပြောပါတော့ကျန်းဆောက်မှာရတယ်မဖြစ်ဘူးသူနဲ့ငါနဲ့နေရောက်တယ်ပြောဝတဲ့စကားပြောမလို့အဲ့ဒါလေနေရင်သွားလိုက်နော်ဟုတ်ပါတယ်ကျန်းရဲ့ကျန်းရဲ့သွားခတ်လိုက်နော်ပြီးတော့မှလိုက်ခဲ့မယ်ဟဲ့သိညာအရန်ကြာမနေနဲ့အောင်နော်နင့်မေတော်ငွေခင်ကြီးကကြားလို့ပုတ်ပတ်စုပြီးတော့မှလက်ဖက်ချောက်တွေခတ်နေရအောင်အေးပါတော့ညလည်းတွားပါမကြပါဘူးဟိုလက်ဖက်ချောက်တွေခတ်ရမလို့နော်ခဏလေးတော်မနေပဲကျန်လေးဟုတ်ပြီကျန်လေးရေလိုက်ခတ်တာလားဩရေရင်းရေအိုးနဲ့လာပါတယ်ဆိုမှရေမခတ်ပဲနဲ့ဘာလို့ရမှာလဲတော့ဟောဟုတ်တာပဲအိုးကောင်းတယ်နော်ဂျန်ရဲ့အိုးကမူလာလာဟာပဲတော်ရုံနဲ့မကွဲဘူးဟောဒါဆိုအကြိုက်သုံးလို့ရတာဗောအတားကိုကြိုက်တာဟုတ်ပြီဘယ်အိုးပြောอ่ะဟိုရေဦးလေရေဦးပြောပါတယ်ဘေးကိုယူခပ်ပြီကျန်လေးကိုလေပူပြူပြောရရှိလို့ပြောလေဟိုမချက်ထားတဲ့စာသားရဲ့အစာပါမေးပါဦးဟုတ်ပြီဟမ်ပြောစားရှိတာကိုပြောလေဂျန်အိမ်ပြန်ဟင်းချက်ရအောင်မတော့ဩဟုတ်ပါတယ်ဟိုပြောမှာပါဟိုဒီလိုကျန်လေးရဲ့ဟိုဆွဲတော်ရဲဆိုတာလေဤကြောက်ခွေးလိုပဲနှစ်ချောင်းပေါင်းမှတပြူးပြစ်တာဆွဲတော်ရက်ရောအင်ကြကွေးရောရှုပ်ချက်တွေခတ်နေရပဲဟိုအဲ့ဒါဒီလိုလေဟာဟိုအခုချိန်လောက်ဆိုရင်ဟိုသိမ်းများနဲ့ဖုံးမောင်ကြီးဘာလို့နေကြမလဲမသိဘူးနော်ဟိုတွက်ကြည့်မလားတော်တော့ကိုပြူမိကြောင်ရီစားစကားပြောချင်တာအဲ့ဒါရီစားစကားပြောချင်တာအဲ့ဒါရင်းနေကုန်ဒူးတွေတုံပြီးတော့လေလူညုံမရောက်ဘူးဖြစ်နေတာချမ်းလေးရဲ့ဒီမှာကိုပြူမိကျန်းရဲ့သဘောတော့တစ်ခါတည်းပြောထားလိုက်မယ်နော်မိကျန်းတော်ရုံဆိုစိတ်မကူဟာငါတော်ရုံတော်ကြီးပါတယ်ဟာအိုးငါနာမည်ငါပြူလေဟောဒီရောမှာနာမည်တစ်လုံးနဲ့နေတာကြီးကျယ်ခမ်းနားတယ်ဒါကိုပြောတာပါပောက်တက်ကဲရှောက်ပြောမနေနဲ့တော့မိကျန်းပြောတာနာမည်ကြီးပေါ်ပြီလားဖြစ်တဲ့လူစဉ်းစားမယ်လို့ပြောတာမိကျန်းကိုပဲကြည့်လေဟိုမင်းသမီးကျော်လေးကိုသဘောကျလို့ဂျန်ဘုံကနေတော့ဂျန်ရဲ့ဒီလိုပြောင်းထားတာသဘောပါသဘောပေါက်ပါလေဟာဟိုအဲ့ဒါငါနာမည်ကြီးရောနင်ငါ့ကိုလက်ထပ်မှာလားစဉ်းစားမယ်လीကဲအခုတော့ရိတ်ခတ်အေးပါ
မိုးမောင်မှာကွာဘာမွေနိုးကောင်မှာဘေးပါရင်းသားကြီးတော့ငေါ့ခေါ်ရလေပြောကွာပြောမယ်မင်းနဲ့ငါနဲ့သရင်ရှင်းစရာရှိလို့ငါဒီနေရာကိုချင်းလိုက်တာမင်းကလည်းရှင်းမယ်ရှင်းနေတာလေကိုလို့ရှုပ်ပြီးပြန်ရှင်းရင်ရှုပ်တာအရှုပ်ထဲမှာရှင်းအောင်လေပြင်းပြောတာဘူးရှုပ်နေတယ်ကွာရှင်းအောင်ပြောမင်းတို့ကျန်နေလားဘာအဲနေလားရငါနာမည်ကပြူကွာဟောဒီပန်းသေးကုန်ရွာအချောက်ကြီးနှစ်ဖက်ကြိုနေကြတဲ့ငါနာမည်တစ်လုံးနဲ့နေလာတဲ့ကောင်ကွာကြောင်မွေးပါရင်နှုတ်လိုက်မယ်ကွာငါနာမည်လည်းဟာဒီပန်းသေးကုန်ရွာနေမိုးမောင်နဲ့ဘူးလာပြီးတော့ဒီရွာလုံးငွေနိုးတောင်နေတော့ဆဲတဲ့ကောင်ဓာတ်တိုင်သေးပါမှလည်းဝင်မလေးဘူးကပဲနားလေမင်းဘာဖြစ်နေတာလဲဟောပြောကွာဟောတယ်မင်းဂျန်ရည်ကိုကြိုက်နေတာမလားကြိုက်တယ်ကွာဂျန်လေးကိုငါတရားလုံးလို့မသတဲ့မှာငွန်းနဲ့ငါသုံးချင်တယ်ကွာမင်းမစကိုပိတ်လာလိုက်မင်းဘာဖြစ်နေတာကောပြောကွာမင်းနဲ့ငါနဲ့ရှာမယ်နိုင်မှာကွာဒီတက်ဒီရှင်းနောက်ဆုံးလားသုံးတယ်ကွာမင်းလည်းသုံးကွာမင်းလာလားကိုစိုးနေတယ်ကွာလူမာနေတယ်ဖြစ်ချင်လေလည်းပြန်မချမလားအေးနမမချချင်တယ်ကွာဘောလုံးကွာတော်ပြီပြန်လာကွာမဲဒါနဲ့ခိုင်ခိုင်ပဲဒီကိုယ်တော်ရကံရယူဖျားဟိုဒီခါကြီးမှာတကယ်လို့အပြစ်ရှိလို့ဖုံဖုံကရက်ပြီးတော့စိုးမာတယ်ဆိုရင်တမတခါကြီးလက်ခံတယ်ဟောအပြစ်ရှိလို့အပြစ်ရှိတဲ့လူကိုဆုံးမတာပဲလေဗျာလက်ခံရမှာဗောဗျာလက်ခံတယ်ဗျာလက်ခံတယ်ဗျာတခါကြီးလို့အုပ်ချုပ်ရေးမှုတယောက်ကိုအုပ်ချုပ်ရေးမှုကောင်းတယောက်ဖြစ်အောင်တမဗျာရှက်ဆုံးမတဲ့သဘောဆိုရင်ရောဒါဗောလက်ခံတယ်နော်ဒါဗောဗျာဒါတရွာလုံးအတွက်ပဲဗျာဆုံးမရမှာဗောလက်ခံရမှာဗောတပည့်တော်ကလည်းဟုတ်တာဗောဒါဆိုရင်တော့တင်ဆက်ဖို့တွေ့လှူဒန်းထားတဲ့အလှူငွေတွေတဲကတခါကြီးတူမကိုဆွဲချိုးလှုပ်ပေးလိုက်တဲ့ဆိုအဲ့ဒါကရောအပြစ်ရှိလားမရှိဘူးလားပြောစမ်း။အဲ့ဒါဒီလိုရှိပါတယ်ဗျာတပည့်တော်ကလေတပည့်တော်ရဲ့တူမလေးကအားလိုချင်နေတယ်ဆိုလို့ဒီလူပွဲတွေကနေပြီးတော့နည်းနည်းလှည့်သုံးထားတဲ့သဘောပါဗျာ။ဝိပြန်ထဲမှာဗျာ။အများလူတန်းတဲ့အလှူငွေဒါသုံးဝရှိသလား။ဟင်လှည့်သုံးတာပါဗျာ။မင်းမပြည့်မရှိလားရှိတာပြောစမ်း။ရှိပါတယ်ဗျာ။အိမ်မှာထမင်းကိုတည်ထားလို့ခွင့်ပြုပါမယ်။ဟုတ်အောင်လို့တပည့်ကြီးထိန်းထားတာတင်ပါဗျာ။အဲ့လိုမလို့ဟုတ်ကဲ့နားထောင်။တပည့်ကြီးဟဲ့သူ့ကိုကျောင်းအလဲတိုင်းကိုခေါ်လာတင်ပါဗျာတိုင်ပါကြီးပြီးတော့သိတယ်လေဗျာဒီကျောင်းနဲ့ဒီငါဆရာတော်ကဗန်ပြဖြစ်နေပြီလို့ဆိုဆက်ပြရည်နဲ့ဒီကျောင်းကကျုပ်တို့မွေးနေတဲ့အကြောင်းကျုပ်ဒီတိုင်ကိုကျုပ်ငယ်တော့ခဏဖက်ပြီးခေါ်ပြီးတော့ခေါ်တော့ဖက်တာကြောင်းမဟုတ်အခုကြီးမှမင်းဖက်ရတာမင်းစာပြဖြစ်ဖို့ဖက်ခိုင်းတာဟဲ့ဒီလိုပါဗျာကိုပြည့်လို့ပါဆရာတော်ဗျာဘိုးဗျာခွဲထားတာတော့မရပါနဲ့လားဒီလိုနာလာတယ်ဗျာနောက်မခိုးတော့ဘူးဗျာနောက်မခိုးတော့မင်းကမရဘူးလေသိပါလေဗျာမရိုက်ခင်ကြိုအော်ထားတော့နည်းနည်းသက်သာတာဘောအဲ့ဒါဆိုတော့ဆိုပြီးကိတ်စီလိန်တော့လည်းစက်လီတော်တော်ကိုစက်တာပါလားဟိုတော်တော်ကိုလက်စွမ်းထက်ဆရာတော်နာလိုက်တာဘလို့လက်ထိုင်နာနေတာပဲဘာရုပ်ကိုဆရာတော့ရိုက်လိုက်တာဟုတ်လို့လားရွာထဲကမုံဆိုးမတော်မုံကြီးတဲ့သွားလို့လားဟဲ့အဲ့ကိစ္စဆရာတော်မပြောနဲ့အာဟာ
ဒါမှမဟုတ်ရွာထဲမှာမီးကင်းစောက်ဖို့အတွက်ကောက်ထားတဲ့ပတ်စံတွေကိုမီးကင်းမစောက်မနဲ့ဖဲရဲလို့ ဟာဒီကောင်မလေးအဲ့ဒါလည်းဆရာတော်မသိသေးဘူးနော်နင်းအာမချောင်းနဲ့နော်နင်း အောက်ကြီး ဟေးဟာရေသိုးကြောင်ကလေမိုးမောင်ပါလားကွာဟမ်လက်ဆောင်လေးလည်းပါသေးတယ်လာလေကွာလာဟေးတော့စားတော့လက်ဖက်တော့ပြီးပဲတော့လေကွာဟာတော့မြင်လို့ကွာအမလေးဟိုတန်တန်လာကျူးကျူးလွန်းလွန်းလာကွာ ကိုရီးယားမနာဟုတ်တယ်လုံထောင်တိုက် အေးမတွေ့ရတော့ကြာနော်အမလေးနားတော့ကွယ် ဟုတ်ကြီး ဟေး ဟာလေခင်ဗျဖင်းချောနဲ့ အော်ဘာဟုတ်ပါဘူးဟိုဘာသာရေးပါကွာတရားထိုင်တာများသွားတော့ခြိပြားတွေကျင်ပြီးဖင်နေကျင်းနေလို့ ချီပြားကျင်တာဖင်းချင်းနဲ့ ကွာသူကတကြောတဲ့ဟိုကွာတကြောတဲ့တရားထိုင်လို့တရား ထုံနာရှိမှာပါထုံထုံနဲ့ ထုံနာကျင်တာဖြစ်နေတာ မလေးအဲ့လိုမျိုးဘာသာရေးတရားကိုကိုင်းဆိုင်လို့တေဝါလုံးကလေးစားနေတာတို့ရွာတော့ခေါင်းကောင်းကောင်းရထားတာပဲ ကောင်းကောင်းမှငယ်သားလေးတွေကောင်မလေးတွေသုံးပါလား ပြဿနာလည်းမတက်တော့ ပြောမှာပါပြောတာဘူး ဟုတ်လေဟိုလေဟိုခေါင်းဆောင်ကောင်းရထားတာပဲလို့ အေးလေဟုတ်တယ်ကောင်းကောင်းတော့ကျတော့ကိုရွာသူရွာသားတွေပတ်စံတွေပါသုံးပါဆွဲရတယ်ဟုတ်တယ်မလား အဲ့လိုလေးစားလိုက်တဲ့ပုံကိုမို့ကျွန်တော်အဖေကပြောတာ အေးမြင်ပြီဘာပြောလို့ ငါသားတဲ့မင်းဒီဝါအုပ်ကြီးကိုအကဲခတ်ကြီးတဲ့သူနဲ့ငါနဲ့အတော်ပဲတဲ့ တခါကျငါမရ ဒါအဖေချော့တတ်တယ် ဟာရောမင်းလေကွာဘလူးပြောတော့ဘလူး တို့ တော့ လေအတော်ပဲဆိုအဲ့လိုတော်တဲ့ပုံကိုမျိုးနဲ့မှငါတို့ကအမျိုးတော်ချင်တာတဲ့ဗျာ အော်အမျိုးတော်ချင်တာ ခမီခမဲ အမေမေဗျာငါနဲ့ခမီးခမဲ ဟုတ်ပါဒီမှာဟိုကြည့်တဲ့ခမဲ တက်စင်မရောပါနော် တောက်လေးလက်တက်ထားတယ် အေးကောင်းတယ်အာမင်းကခမင်းကြီးတော့မရှိမဟုတ်ပါ ဟုတ်ဘူးခမဲမဟုတ်ဘူးလို့အစင်ကစမ်းတော့ခမဲလို့ထင်ပါစို့လို့အဲ့ဒါယောက်ျားဝဲပစိုးပါ ဟ လေ လာအာဒါအစင်စမ်းလေးပဲ ကြံသေးတယ်အမလေးဒီမှာဟုတ်တယ်လို့အယောင်လေးတွေဗျာအုပ်ကြီးနဲ့လိုက်မယ်ထင်လို့ မဲဒါလေးလက်တက်ကြီးတော့ပါလိုက်သေးတယ်မဲရွာလူဆိုလို့ရှိရင်ကြော်ပွဲတွေတော့မလို့ရသေး ကောင်းတယ် ဘူးတော့အေးခုလို့ရှိရင်တော့ဟဲ့ငါကရွာမှာအုပ်ချုပ်နေတဲ့အုပ်ကြီးတယောက်လှုပ်နေပြီးတော့လက်ပေးလိုက်ယူမလို့ဘူးတော့ငါအားလာပါကြီးအားကင်လာလက်ကချက်ကျန်လေ မောင် ကျန်လေ မောင်လေးမင်းလည်းကွယ်ဘယ်စားချင်တာလဲလာအိမ်ကြီးရလေးထိုင်ပြီးစားဒီမှာစားအဲလာလေးမိရလာထိုင်လေးအဲလို့တော့ကဲစကားလေးပါလေးပြောကြပါဦး ရပါလေကိုကလေကျန်လေးကိုလှစေခြင်းလားကြီးတို့မြို့ကလက်ဆောင်တွေဝဲလာ လက်ဆောင်လေးကိုနဲတာမဟုတ်ဘူး မလို့ခြင်းဘူးကျမဘသူစီကနေမှလက်ဆောင်မယူဘူး ကောင်းလိုက်တာအဲ့စိတ်တက်ကိုကြိုက်တယ်လေးစားတယ်မိန်းကလေးဆိုဘသူရှိရလက်ဆောင်မမီတော့ဒါနဲ့ကိုရှိရလက်ဆောင်လေးတော့ယူနော်တို့ကမကြခင်အမျိုးရင်းပြရတော့မှာတေးတော့တေးတော့တေး လက်ကလည်းလက်က ရ မလို့ခြင်းဘူးမယူတော့ပြပေးရိတ်လေ ဟိုကြီးလွတ်ပုံပြောဟိုကြီးကမှမယူတယ်ဗျာတန်ချောင်းချက်တာမာတောင်းတာဟိုအဲ့သူမယူဆိုကြုတ်တာပါတင်ငါ ဒါမဟုတ်တော့လုံးတယ်ကွာမင်းလည်းလူကြီးကိုပေးထားတဲ့ပစ္စည်းပြန်ယူလို့ရှိရင်မျက်စိစွန်တတ်တယ် ကျွန်တော်မျက်စိမစွန်ရင်လူစွန်အောင်လုပ်လေ အေးပါငါအဆင်ပြောင်းလုပ်ပြီးမှာပေါ့ဟဲ့မိချမ်းညလည်းဟိုကစေရနာနဲ့ပေးတာလေယူလိုက်မှာပေါ့လုံးမလွင်ပြန်ရောင်းစားလို့ရတယ် ပြန်ရောက် အောက်ဘုံလက်ဆောင်ပေးတယ်ဆိုတာကံကောင်းလို့ရတာလို့ယူလိုက်လက်ခံလိုက်လို့ဒါကိုပြောနေတာ ပြန်ရောက်နော်ကန်ကောင်းတော့ပြန်ရောက်မဟုတ်ဘူးဟုတ်ပါတယ်ဂျန်လေးရေဟိုလေဟိုဒါတွေကလေဒီဘာမှလုံးဝမရှိဘူးမြို့တက်ပြီးတော့ဝယ်လာတာရှားပါတဲ့ပစ္စည်းတွေနော်အာထူးဆန်းတာအရန်အရေးကြီးလို့ဆိုတာပေးမှာမင်းနေ ဟုတ်ပါဘူး ဟိုကမင်းကလေးတွေကမိတ်ကပ်ဖြစ်ရင်လေချို့ကြဒီတိုင်းပုတ်ဖြစ်တာလေအဲစက်ပြိုင်နဲ့တအားတိုက်တော့လေအသားရည်တွေပျက်စီးတယ်အခုနောက်ပိုင်းအဲ့မျိုးကလူတယောက်ရောင်းတာပဲဗျာဟိုကမိတ်ကပ်ဖြစ်တဲ့ဥစ္စာတွေတော်ကောင်းဆိုပဲ ကောင်းတာဗောအဲ့ဒါဆို အဲ့ဒါကြောင့်အသားရည်လည်းမပျက်စီး ညနာသက်သာတာပဲအသားရသက်သာဟုတ်တယ် နေပါဒီမှာပါလေဟောဒီမှာကဲရောက်တော့အရန်ကောင်းလားတော့ ရှင်ဘိုင်လာပေးကြတယ် ညနာ မိချမ်းဟိုမလေးဒါလေးပေးတာကိုဖြစ်ပြသွားလိုက်တာများမင်းရောသူမသုံးတဲ့နေဘူးငါလည်းညနာသိနေတာပဲဟုတ်တယ်မလားငါညနာသုံးမှာဗောကွာ ရပါဒီမှာလေသူကယောက်ျားရောမိန်းမရောနှစ်ပုံပါဆိုကိုကြောက်အောင်မှသုံးရမှာပါ အားစပိုးစင်ပြီတော့ဟာပြာကြီးတော့မင်းညနာပဲတော့သွားမင်းကဘယ်နဲ့ကွာဒါကြီးလူကြီးလာပြီသွားရော ညနာ ဘယ်နဲ့ညနာအောင်ပါသွားမင်းခွေးခွေးသွားပြီသွားမင်းမဲသွားပြီ အဲ့ဒီမင်းကိုလိုက်ချောင်းအောင် ဂျန်လေးကငါ့ကိုမနှံ့ပါဘူးကွာငါသာနှံ့မယ်ကြည့်ဂျန်လေးကငါ့ကိုစဉ်းစားပေးမယ် အမေကြီးရော အဲ့တော့မင်းကဘာဆက်လို့ မသိဘူးလို့ မပြူကောက်ကြော်ကျွေး ဒီမှာ
စိန်ကောင်းကြောက်ကောင်းရောင်းဝင်နေတယ်ကွာသင်းဟုတ်တယ်ကန်းကန်းလာလုံနေပြန်ပြီ အဲ့စိန်ကောင်းကြောက်ကောင်းရောင်းတဲ့အချိန်မှာမောင်ကောင်းကန်လန်းကွာမင်းပြောလဲမပြောတဲ့အခုမောင်ပြူငါ့အကျော်ကျွေး နေတယ်ကွာ ကျွေးကွာကြော်ကျွေး နေတယ်ကွာရော ကျွေး ရောဘေးတော်ရေမောင်ပြူ နေသမ်းမကွာ